တော့ပါလားဒါနနဲ့တီး2မျိုးပဲရှိတယ်မှတ်ထားကဲအဲ့တော့ငါဘာလို့ပြရမှာလဲပြောပတ်စံကြီးလို့ပတ်စံကြီးလို့ဘလို့နေထားလဲဆိုလာကြည့်လိုက်ကြောက်နေမင်းတို့ကမဟုတ်တော့ဘူးကွာမဟုတ်တော့ဘူးကွာကြောက်နေ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 မင်းတို့ကမဟုတ်တော့ဘူးကွာပတ်ထဲရမင်းမပြောနဲ့ရှင်းရှင်းပဲပြောရောငါတို့ပြန်ကြိုက်ကြိုက်မကြဘူးဟူရှူရတယ်ဖြစ်ကုန်ကိုတော့ပါလားဒါနနဲ့တီး2မျိုးပဲရှိတယ်မှတ်ထားကဲအဲ့တော့ငါဘာလို့ပြရမှာလဲပြောပတ်စံကြီးလို့ပတ်စံကြီးလို့ဘလို့နေထားလဲဆိုလာကြည့်လိုက်ကြောက်နေမင်းတို့ကမဟုတ်တော့ဘူးကွာကြောက်နေ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 မင်းတို့ကမဟုတ်တော့ဘူးကွာကြောက်နေ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 မင်းတို့ကမဟုတ်တော့ဘူးကွာ